အားလုံးပဲမင်္ဂလာပါဒီနေ့ပြပေးခြင်းအကြောင်းအရာကျတော့ event videography နဲ့ cinematography ရဲ့ကွာခြားချက်အကြောင်းအရာတွေဖြစ်ပါတယ်။နောက်တစ်ခုက video နဲ့တက်တဲ့ဆိုရင်ဒါအထူးပဲလို့ထင်ကြတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့တွားတဲ့လမ်းကြောင်းချင်းအကြောင်းအရာချင်းကကျတော့မတူပါဘူး။ event videography နဲ့ cinematography နဲ့ကွာခြားချက်လေးတွေကိုအချက်ပြပေးခြင်းဖြစ်ပါတယ်။အဓိကကွာခြားတဲ့အချက်၃ချက်ရှိပါတယ်။နံပါတ်1အနေနဲ့ကတော့ purpose ဖြစ်ပါတယ်။ purpose ဆိုတာကရည်ရွယ်ချက်ရိုက်ကူးရတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ event videographer ကကျတော့ event တွေမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုမလွတ်တဲ့အနည်းငယ်ရိုက်ကူးနိုင်ဖို့လိုအပ်ပါတယ်။ဒါသူတို့ရည်ရွယ်ချက်တွေဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုမလွတ်တဲ့ရိုက်ကူးဖို့လက်ရှိ event videographer ရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ cinematographer ကကျတော့သူကကျတော့ story နဲ့ visual ကိုပေါင်းစပ်ပြီးတော့အဓိကပြောချင်တဲ့စီးတစ်ခုကပြချင်တဲ့အကြောင်းအရာရပ်တာကိုပေါ်လွင်အောင်ဖန်တီးရတာဒီ cinematography ရဲ့ purpose ဖြစ်ပါတယ်ရည်ရွယ်ချက်ဖြစ်ပါတယ်အဓိကပေါ်ချက်ဒီနံပါတ်1 purpose ရည်ရွယ်ချက်ဖြစ်ပါတယ်နံပါတ်2အနေနဲ့တော့ control ပါ control ဆိုတဲ့အကြောင်းအရာကဒီ event videographer ဆိုရင် control သိမရှိဘူး control မရှိဘူးဆိုတာကကိုရိုက်တဲ့ subject ကိုရိုက်တဲ့ frame ကိုစိတ်ချ control လုပ်ခွင့်မရှိဘူး။ညာတော့အပြင်ပြောတာပေါ့နော်။ event တွေမှာရှိနေတဲ့ lighting event တွေမှာရှိနေတဲ့ဒီ vlogging တွေအတိုင်းကိုပဲကျွန်တော်ကအလားဆုံးဖြစ်အောင်ဖန်တီးရတာဖြစ်ပါတယ်။ control လုပ်ရတာနေပါတယ်။ဒီ event planner ကစီစဉ်ထားတဲ့ဟာလာတော့ပိုကောင်းတယ် event planner စီစဉ်ထားတာကောင်းဆိုရင်ကျွန်တော်ကလည်းအချင်းလာပဲကျွန်တော် control လုပ်လို့ရတယ်။အများကြီး control လုပ်ပိုင်ခွင့်မရှိဘူး။ဒါဒီ event videographer ရဲ့ပုံစံဖြစ်ပါတယ်။ cinematographer မှာကျတော့အဲ့လိုပုံစံမဟုတ်တော့ cinematographer မှာကျတော့ full control ရှိပါတယ်။အဲဒီ cinematographer က control လုပ်တာပုံစံပုံစံမှာဒီလုပ် driver လုပ် assistant driver ရလုပ်ဒါပေမဲ့ scene ကို control လုပ်ရပါတယ်။ frame မှာရှိနေတဲ့ access လေးတွေနောက်ပွဲမှာပါနေတဲ့ pixel တွေ light လေးတွေအစားကိုယ်တိုင်အစားဆုံး control လုပ်ရတယ်။ lighting အစား DOB ရဲ့ lighting camera နဲ့ control လုပ်ပြီးတော့တင်ဆက်လို့ရပါတယ်။ဒါကြောင့်ဒီ cinematographer မှာဆိုရင်ကျွန်တော်ကဒီ scene တစ်ခုလုံးကိုပြေဝ 100% control ရှိတယ်လို့သတ်မှတ်လို့ရပါတယ်။ဥပမာပြဆိုရင်ကျွန်တော်ဒီလိုမှညတော့ရိုက်တာလို့ညတော့မှဒီတော့ရိုက်တာလို့ဒီ control လုပ်လို့ရပါတယ်။ဒါပြီးနံပါတ်1ကွာခြားချက် control ဖြစ်ပါတယ်။နံပါတ်3ကွာခြားချက်ကတော့ equipment ဖြစ်ပါတယ်။ equipment ကကျွန်တော်cinematographer မှာပုံလာတယ် cinema camera တွေ cinema lens တွေ cinema rig တွေအပြည့်စုံပုံကြတယ် event videographer ရကျွန်တော်ပုံပေါ်ပါဖြစ်အောင်လို့ရှာပြုလုပ်ရတာလိုရအောင်လို့သူတို့ရဲ့ status တွေကိုပုံပေါ်ပါဒီနေ့ပြန်ပြင်ဆင်ကြတယ်ပေါ့နော်ကြိုက်လို့ကြတယ်ဒါကလည်းရှင်းပါတယ် event videographer တွေ event မှာလှုပ်ရှားရတာဖြစ်တယ် user တွေမှာလှုပ်ရှားရတာဖြစ်တယ်အဲကြောင့် digital နဲ့ပြင်ဆင်ထားလို့မရဘူးခုနကနံပါတ်1အချက် control လုပ်မရတဲ့အတွက်ကြောင့်မလို့အသေးစိတ်လက်ပြီးတော့ပြင်ဆင်ရတဲ့ setup အကြီးကြီးတွေဆိုရင်ကင်ပြရတာခက်ခဲပါတယ်ပို့ဘာဖြစ်အောင်လို့ auto focus တွေသုံးတယ်ပြီးတော့ကျွန်တော် cable သုံးတယ်အစပြန်အဲ့လိုပုံစံနေနဲ့လောလောကူလှုပ်ရှားနိုင်အောင်လို့ပြင်ဆင်ကြတယ်ဒါပေမဲ့ cinematographer မှာကျအဲ့လိုမဟုတ်ဘူး cinematographer မှာကျတော့ရုပ်ဝတ်အလှဆုံးနဲ့အတင်းဆုံးနဲ့လိုချင်တဲ့ purpose ကိုထိပြီးဆုံးရိုက်နိုင်အောင်လို့ equipment setup တွေအသုံးချဖြစ်ပါတယ်အလားတူဖြစ်တော့ကျွန်တော်ကအကောင်းဆုံးကင်မရာတွေပုံနေ cinematography အတွက်ဖိတက်ထုတ်ထားတဲ့ fusion camera တွေသုံးနေ cinema lens တွေသုံးနေအခုကျွန်တော် GIF တွေသုံးနေဒီပြီးတော့ trolley တွေသုံးနေ tray တွေသုံးနေပြီးတော့ကျွန်တော် wrist တွေကိုဆိုရင်လည်းအပေါ် monitor တွေတက်တယ်နောက်ပိုင်း film battery တွေတက်တယ် video transmitter တွေတက်တယ် cinema lens တွေဆိုရင် folder cooler တွေတက်တယ်ပြီးတော့ shoulder weight တွေတက်တယ်အစပြင်တက်စီရ bridge တွေအများကြီးအဲ့ဒီလို cinematography မှာဆိုရင်ကျွန်တော်ကဒီ rate တွေ equipment တွေကပုံမှန်များတယ်ပေါ့နော်ဒီကပတ်ချချက်တွေသုံးလို့ရှိပါတယ်နံပါတ်1 purpose ရိုက်ကူးရတဲ့ရည်ရွယ်ချက်နံပါတ်2 control ဘယ်လိုမျိုးထိန်းချုပ်ရတဲ့ equipment ကြားတဲ့ဆိုတဲ့ပုံစံနံပါတ်3ကတော့ equipment ပတ်ချချက်တွေဖြစ်ပါတယ်ဒါပြီး event videographer နဲ့ cinematographer ရဲ့ပတ်ချချက်တွေဖြစ်ပါတယ်နောက်နေ့များမှာလည်းဒီလိုမျိုး decentralized နဲ့ပြန်လာကြပါမယ်. See you.